ဒါဘာသီးလေးလေသိလားကျွန်တော်နာမည်မေ့နေဗျာကျွန်တော်တို့ငယ်တော့ကဒီအသီးလေးတွေမှဲ့ရင်စားတာလေချိုးတယ်လေဗျာဒီအသီးလေးတွေပဲနေပါအောင်ကျွန်တော်ပြအမှဲ့ရှာကြည့်အောင်အမှဲ့ရှာကြည့်အောင်ဘာအသီးလေးလေအမှဲ့ဟောဒီကောင်အမလဲဟောဒီမှာဒါမှဒါတိတ်မမဲ့သေးဘူးဒီမှာဗျာဒီအမှဲ့ရဒီလိုမျိုးလေးငယ်တော့ဆိုဒီခြုံဒီလိုမျိုးခြုံလေးတွေတွေ့ရင်ဗျာခူးစားတာဗျာနာမည်မေ့နေနေပါဦးဒီမှာငါဗျာဘာသီးလေးလဲသိတယ်နာမည်ကျွန်တော်နာမည်မေ့နေလို့အရင်ကငယ်တော့ဆိုကလေးတွေအကုန်လုံးဒီအသီးလေးတွေသူကချိုးတယ်ဗျာမှဲ့တဲ့ခါမှာအထဲမှာချိုးတာအပေါ်ကပိုက်ကွန်လေးအုပ်ထားတာဗျာအသီးရဲ့အပေါ်မှာပိုက်ကွန်လေးအုပ်ထားတယ်မှာညှက်လိုက်အထဲမှာအစီလေးတွေတော့ချိုးတယ်ဟောဒီမှာတွေ့ပြီဒီမှာအမဲတွေ့ပြီဟောဒါအဆန်မရှိတော့ဘူးငှက်တွေစားပါလားမသိဘူးဟောဒီမှာအမဲတွေ